ကျွန်တော်စီကိုအလဲလာချင်တယ်ကျွန်တော်နဲ့အတူတိုးတဲရှော့လဲချင်တယ်တိုးတဲကိုအတူတူသွားပြီးရှုခင်းနေကြည့်မယ်အသီးရွက်တွေခူးမယ်အိမ်ချန်ထဲမှာလည်းအသီးအနှံလေးတွေကိုယ်တိုင်ခူးချင်တယ်ဆိုတဲ့သူတွေကောမန့်မှာကောချက်ပေါက်မှာပါပြောရကြလို့ဒီဗီဒီယိုလေးကနေကျွန်တော်အမြင်နဲ့အားလုံးရဲ့အကြံကိုတောင်းချင်လို့ပါဗျကျွန်တော်ရဲ့ follower တွေကျွန်တော်ရှိလာလဲရှင်တဲ့သူတွေအကြံပေးတယ်လို့ကျွန်တော်နဲ့အတူတိုးထဲသွားမယ်ချက်စားမယ်တိုးထဲမှာရှော့လဲမယ်အိမ်မှာလည်းကျွန်တော်ချက်တဲ့လက်ရကိုစားမယ်အဲ့ဒါကိုဝေဆောင်မှုတစ်ခုအနေနဲ့လုပ်ဖို့ပြောကြတာပေါ့နော်ပထမဆုံးကျွန်တော်ပြောချင်တာကကျွန်တော်ရေးနေတဲ့ blog ကနေပုံမှန်ဝင်ငွေမရပါဘူးဗျအစားကတော့အပျော်သဘောနဲ့ရိတ်တင်ရာကနေအားပေးတဲ့သူတွေများလာပြီးအခုလိုဖြစ်လာတာပါဗျတခါတလေကြော်ညာလေးတွေရပြင်မဲ့အဲ့ဒီဝင်ငွေလေးနဲ့မိသားစုစားဝင်တွေအတွက်လုံလောက်မှုမရှိသေးပါဘူးဗျဂျပန်အကောင့်စုပေမဲ့တစ်လပြမ်းများ$10မြန်မာငွေ$4,000လောက်ပဲရတာပါဗျကျွန်တော်မှာမိသားစု6ယောက်ရှိပါတယ်ဗျအဓိကဝင်ငွေကိုကျွန်တော်ကဥဝေမောင်းပြီးတော့ရှာရတာပါဗျမိုးတွင်ပိုင်းဥဝေမထွက်ရတဲ့ရက်တွေဆိုအမေးချံမှာအလုံဝဲလုပ်တယ်တစ်ဖက်ကလည်းဘလော့ရိတ်တယ်ဝင်ငွေမရှိတာကြာလာရင်တော့ပြန်လိုက်ဆင်းတာတို့တခြားအလုပ်လေးတွေလုပ်ပြီးတော့ဝင်ငွေရှာရတာပေါ့နော်အဲ့လိုနဲ့ပဲဥဝေမမောင်းရရင်ကျွန်တော်ကိုအကြံပေးကြတယ်လို့ဝန်ဆောင်မှုတစ်ခုအနေနဲ့လုပ်ဖို့စဉ်းစားမိသွားပါတယ်ဗျဒါပေမဲ့ကျွန်တော်ကဝန်ဆောင်မှုတစ်ခုလို့အခါကြီးငွေတတ်မှတ်ပြီးမလုပ်ချင်ပါဘူးဗျဘာလို့လဲဆိုတော့အခါကြီးငွေတတ်မှတ်ပြီးဝန်ဆောင်ခါယူလိုက်ပြီဆိုရင်လာတဲ့သူဘက်ကလည်းပတ်စံပေးထားတာဖြစ်တဲ့အတွက်အစားစားရရအဆင်ပြေရမယ်ပြည့်ပြည့်စုံစုံလုပ်ပေးရမယ်ဆိုတဲ့မျှော်လင့်ချက်ရှိလာနိုင်ပါတယ်ဗျဒါကြောင့်ကျွန်တော်ရှိလာတဲ့သူတွေကို customer တွေလို့မမြင်ချင်ပါဘူးဗျမိတ်ဆွေတငယ်ချင်းဆွေမျိုးတယောက်လိုအိမ်လာလေတယ်လို့ပဲလက်ခံချင်ပါတယ်ဗျစားတော့နေထိုင်တာတွေကကျွန်တော်တို့နေတယ်လို့ပဲဖြစ်မှာပါဗျတိုးတက်ကိုအတူတူသွားမယ်ရှောက်လဲမယ်တိုးတက်ပစ္စည်းတွေခူးမယ်အိမ်ချန်ထဲမှာလည်းရှိတာလေးခူးမယ်ပြီးရင်အိမ်ပြန်လာပြီးအတူတူချက်စားမယ်ဒီလိုနဲ့ပဲပပအေးအေးစီစီပဲဖြစ်မှာပါဗျပက်ကစ်တစ်ခုဝယ်ပြီးလာတာမျိုးဂိတ်တရောင်ငါးပြီးခီးသွားတာမျိုးလည်းမဟုတ်ပါဘူးဗျကျွန်တော်ရိတ်ထားတဲ့ဘလော့ထဲမှာမြင်တဲ့အတိုင်းအဲ့ဒီလိုပုံစံလေးပဲသွားပါမယ်ဗျကျွန်တော်အိမ်မှာတဲချင်နေဆိုရင်လည်းလူအများကြီးမဟုတ်ပဲ6ယောက်9ယောက်လောက်ထိအဆင်ပြေအောင်လက်ခံပေးလို့ရပါတယ်ဗျဟိုတယ်လို facility တွေအခန်းတွေဝန်ဆောင်မှုတွေပြည့်ပြည့်စုံစုံတော့ရှိမှာမဟုတ်ဘူးဗျအဲ့ဒါကိုတော့လာမဲ့သူတွေကြိုတင်နားလေပြီးစီရှင်ပါတယ်ဗျကျွန်တော်ကဝန်ဆောင်ခတတ်မှတ်ထားတာမဟုတ်တဲ့အတွက်လာတဲ့သူတွေလည်းကျွန်တော်ကိုအမနာရအောင်ကျွန်တော်ကိုကျေးဇူးတင်တဲ့အနေနဲ့ပြန်ခါကြမှာမိမိတို့စိတ်ကြည်နဲ့တလို့ကျွန်တော်ကိုစာအလီထဲထည့်ပြီးတော့မှထားခဲ့နိုင်ပါတယ်ဗျဘယ်လောက်ပေးရမယ်ဘယ်လောက်ယူမယ်ဆိုပြီးတော့ကျွန်တော်ဘက်ကတတ်မှတ်မှာမဟုတ်ပါဘူးဗျဒါပေမဲ့ tracking hacking ခီးချမ်းလန်းရှော့တာတောင်တက်တာတွေကိုတီးတန့်လုပ်ချင်ပြီးတော့ကျွန်တော်ကိုဂိတ်အနေနဲ့ခေါ်ချင်နေဆိုရင်တော့ပက်ကီတတ်မှတ်ပြီးဝန်ဆောင်ခါနဲ့စီစဉ်ပေးပါမယ်ဗျအစားတော့မပါပဲပက်ကီတစ်မျိုးအစားတော့ချက်ပြုတ်ပြီးတော့ပက်ကီတစ်မျိုးဆိုပြီးတော့ခွဲပြီးတော့စီစဉ်ထားပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်အိုးဝီကိုတနေ့ကုန်အပြန်ငားပြီးတော့ကျွန်တော်အိမ်ကိုလာလေမယ်ကျွန်တော်ချက်ကြည့်တာလည်းစားမယ်တိုးထဲလည်းအလေသွားမယ်ဆိုရင်လည်းရပါတယ်ဗျအိုးဝီကိုတရက်စာအပြန်ငားပြီးရုံပါပဲဗျဒါတွေအားလုံးကကျွန်တော်စဉ်းစားထားတဲ့အကြံလေးပါကျွန်တော်ဘလော့ထဲမှာမြင်နေရတဲ့ဘဝကိုတကယ်လာပြီးခန်းစားကြည့်ရှင်တဲ့သူတွေအတွက်ဒီလူပုံစံကအဆင်ပြေမလားဗျအားလုံးရဲ့အမြင်နဲ့အကြံလေးတွေကို comment မှာပြောပြပေးကြပါဦးနော်ကျွန်တော်တယောက်တည်းဆုံးဖြတ်တာထဲအားလုံးရဲ့အကြံကိုနားထောင်ပြီးမှဘလူပုံစံနဲ့စားလုံးရင်ကောင်းမလဲဆိုတာဆုံးဖြတ်ချင်လို့ပါဗျအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ